အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့သူရပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ CapCut တွေမှာမြန်မာစာမမှန်တာတွေကိုကျွန်တော်တို့အမြန်ဆုံးနဲ့အလွယ်ဆုံးဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲလက်ကြည့်ပေးကြပါအောင်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်ဒီ set font ပေါ့နော်ဒီ set font application လို့ပါမယ်ဒီ set font ကဘာလို့ဖို့လဲဆိုတော့ကျွန်တော်တို့ဒီ font တွေကိုဒီကနေ down ရမှာပေါ့နော်ဒါတွေကို Play Store မရှိသေးလို့ရှိရင် Play Store ကနေအရင် down ထားဖို့လိုပါမယ်ဗျပြီးတော့လို့ရှိရင်ကျွန်တော်တို့ CapCut ထဲကိုသွားပါမယ်ဒီမှာကျွန်တော်တို့စာရေးလိုက်လို့ရှိရင်ဥမာအခုလောလောဆယ်က default မနော်မြန်မာစာရေးလိုက်တယ်ဆိုပါစို့ဥမာစားမယ်ပေါ့နော်စားမယ်ဆိုလို့ရှိရင်မောင်ရီဘာညာပေါ့နော်အဲ့လိုရေးလိုက်လို့ရှိရင်ဒီမှာမြန်မာစာမှန်မနေဘူးဗျာမှန်မနေဘူးပေါ့နော်ဒီစားမယ်ဆိုတဲ့နေရာမှာရန်လွဲနေတာတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ဒီပြင်မှာပေါ့နော်ပြင်မှာဆိုတော့ကျွန်တော်တို့အခု set font ထဲသွားပါမယ်set font ထဲသွားပြီးတော့မှဒီမှာ set font ထဲဝင်ရှင်းဆိုရင်တော့ဒီလိုမျိုးပေါ်နေလိမ့်မယ်ဗျဒီလိုမျိုးပေါ်နေလိမ့်မယ်ဒီထဲမှာကိုလိုရှင်တဲ့ font design ကိုရွေးပြီးတော့မှကို down လုပ်ရတယ်ပေါ့နော်ဥပမာကျွန်တော်ကဒီ AJ ဆိုတဲ့ဟာကိုလိုရှင်နေဆိုပါစို့ဒီဟာကိုလိုရှင်နေဆိုလို့ရှိရင်ဒီကောင်ကိုတစ်ချက်နှိမ့်လိုက်ပါဗျ down မယ်ဆိုတဲ့ဟာလေးတစ်ချက်နှိမ့်လိုက်ပေါ့နော်ဒါဆိုရင်သူ down ပြီးသွားပြီပေါ့နော် down ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအဆက်30နဲ့ Bluetooth ပုံစံနဲ့ပေါ့နော်အဲ့ဒါလေးတစ်ချက်နှိမ့်လိုက်ပြီးသွားလို့ရှိရင်ဒီမှာ import CapCut font ဆိုပြီးတော့ဒီမှာဒါလေးနှိမ့်လိုက်အောင်ပဲဒါလေးနှိမ့်လိုက်ရုံနဲ့တင်ရနေပါပြီဗျဒါဆိုရင် CapCut ထဲဒီ font ရောက်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်အဲ့ဒါဘယ်နာတော့ရှာရမလဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော် add text ဆိုတဲ့ဟာတစ်ချက်နှိမ့်လိုက်ပါပြီးတော့လို့ရှိရင်ကျွန်တော် font ပေါ့နော် template ပြီးရင် font ပြီးတော့လို့ရှိရင်ကျွန်တော် my font အောက်မှာတွေ့လား my font ဆိုတဲ့နေရာမှာတစ်ချက်နှိမ့်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ခဏတော့ထည့်ထားတဲ့စာပေါ့နော်ဒါလေးရောက်လာပါပြီဒါလေးလည်းခဏတော့ကျွန်တော်တို့ထည့်ထားတာပါပြီးတော့လို့ရှိရင်တော့မှစမ်းကြည့်လို့ရပါပြီဒါဆိုရင်မှန်သွားပြီပေါ့နော်ဒါဆိုရင်မြန်မာစာလေးကတော့မှန်သွားပါပြီကိုလိုရှင်တဲ့ font design ကိုတော့ဒီ set font ကနေဝင် down ပြီးတော့ဒီ CapCut ထဲပြောင်းထည့်ရမှာပေါ့နော်အပုံစံလေးပါပဲအားလုံးမခက်ပါဘူးဗျအားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်